Oh damn အားလုံးမင်္ဂလာပါ Sean Frankenstein ပြောချင်တော့ပါကျွန်တော်ဒီနေ့အရန်ကြိုက်တဲ့ရီမို့ကျွန်တော်ဝယ်လာရဗျအရန်ကြိုက်တဲ့ brand ရဲ့ရီမို့တစ်ခုဝယ်လာတယ်အဲ့ဒါကတော့ Penhaligon ဗျ Penhaligon ဆိုတော့ဒီကောင်ကလည်းလန်ဒန်ကပဲအင်္ဂလန်ပေါ့ဒီကောင်ကဆိုတော့1880ရဲ့ဒီကောင်ကထွက်ခဲ့တဲ့ရီမို့ဆိုတော့တော်တော်လေးကြာပြီဒီကောင်ထုတ်ထားတဲ့ရီမို့ကအမျိုး100ကျော်ပြီဗျတော်တော်လေးမိုက်တယ်သူ့ရဲ့ဒီဘူးတွေအထဲကပုံစံတွေကတော်တော်လေးမိုက်တယ်ဆိုတော့ဒီကောင်ဖောက်ခင်မှာအထဲမှာသူတို့ sample တွေထည့်ပေးလိုက်တယ်ဗျအများကြီးဆိုတော့ retail မှာဝယ်ရတဲ့အတွက်သူတို့ကတော့ထည့်ပေးမှာပဲ sample အနည်းဆုံး2ခုလောက်တော့ထည့်ပေးတယ်ကျွန်တော်ကတော့အများကြီးထည့်ပေးလိုက်တယ်ဒီကောင်က Penhaligon ရဲ့ဒီတခြား collection တွေက the cut ပေါ့ဒီကောင်က dandy ရဲ့ဆိုတော့ဒီကကြတော့ fabric made တွေက sample 2ခုဆိုတော့ sample တွေအများကြီးထည့်ပေးလိုက်တယ်ဗျကျွန်တော်ဆိုတော့ဒီကောင်က Penhaligon ရဲ့Mr. Thompson ဗျ Omniscient Mr. Thompson ဆိုတော့ Mr. Thompson ကျတော့သူကဒီ portrait collection တွေက Penhaligon ရဲ့ portrait collection တွေကဟိုတခြား collection တွေထက်နည်းနည်းလေးဈေးပို့ပြီးတော့များတယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဖောက်ပြမယ်သူရဲ့ portrait collection တွေတော့များခေါင်းမှာတရိတ်ဆန်ခေါင်းတွေပါတယ်ဗျဆိုတော့တစ်ချက်လောက်ကြည့်လိုက်ဗျ Oh damn သူရဲ့ပလင်းပုံစံကအရန် unique ဖြစ်တယ်အရန်အနုပညာဆန်းတယ်ဆိုတော့ဒီအနက်ကိုကျွန်တော်2022 17လပိုင်းလောက်ခရဲကျွန်တော်စမ်းမှုခဲ့တယ်ဒီကောင်ဒါပေမဲ့ဒီကပြန်ပြီးတော့စမ်းပြီးတော့မှနောက်ထပ်4-5ရက်လောက်မှကျွန်တော်ကတေချာပြီဆိုပြီးမှပြန်ပြီးတော့တွားဝယ်ရပြသူ့ရဲ့အနက်ရောသူ့ရဲ့ပုံစံရောသူ့ရဲ့ပလင်းပုံစံရောတော်တော်လေးမိုက်တယ်ဆိုတော့ဒီ Penhaligon ရဲ့ founder အရင်တော့ကသူကစပင်းညက်ဆရာပေါ့စပင်းညက်ဆရာပြီးတော့ perfume မှာဖြစ်လာတာဆိုတော့1890တော်တော်လေးကြာပြီဆိုတော့ရီမူရဲ့အမျိုး100ကျော်တော့ရှိရပေါ့သူတို့ထုတ်ထားတာဆိုတော့နောက်ပိုင်းလဲကျွန်တော်ဒီကောင်ကစုဖြစ်မဲ့ရီမူထဲမှာပါတယ်ဆိုတော့ plane ကလည်းလှတယ်အနက်နေကလည်းတော်တော်များများလက်ခံလို့ရတယ်စွတ်လို့ရတယ်အမှုပညာဆန်းတယ်ဆိုတော့ဒီကောင်က Mr. Thompson ဆိုတော့နာမည်ကတော့သူကယောက်ျားလေးနည်းနည်းလေးဆန်းတယ်ဒါပေမဲ့ဒီကောင်ကလည်းယောက်ျားလေးရီမူပဲဒါပေမဲ့ကျွန်တော်အမြင်ကတော့ယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရတယ်ဆိုတော့ Mr. Thompson သူ့ကောင်ကလေးရ weight ပါတယ်ဗျ quality တော်တော်ကောင်းတယ်ဆိုတော့ spray ကိုတစ်ချက်လောက်ကြည့်လိုက်အောင် spray ရတော့ကောင်းတယ် spray ရလဲဆိုတော့သူ့အနံ့ကသူ့ထဲမှာအဓိက main သားနှုတ်ကတော့ iris ပေါ့ဆိုတော့ main နှုတ်ကတော့ iris ဆိုတော့အဲ့ iris ကိုမှသူက oris နဲ့ပေါင်းထားတာဆိုတော့ oris ဆိုတာကလေအဲ့ iris ပန်းရဲ့အမြစ်ပဲသူကရှူလိုက်ရင် iris နဲ့တန်းပြီးတော့ရတယ်ဒါပေမဲ့အရန် smooth ဖြစ်တယ်သူက vanilla အချိုးနဲ့ပေါင်းထားတဲ့အနက်ဆိုတော့အဲ့တော့မှ lavender pan နဲ့ပေါင်းထားတာဆိုတော့ pan နဲ့နေရပြီးလို့ရှိရင်ဒီ spice တွေပေါင်းတာဒီ pink pepper တို့ပြီးရင်ဒီ base မှာဆိုလဲသူက sesame ပါတယ်ဆိုတော့နှမ်းနဲ့ဆိုတော့ဒီကောင်ဟိုနေ့ကဆန်းလာတော့ကသူ့ရဲ့ဒီ dry down မှာဒီနှမ်းနဲ့ပို့ပြီးတော့ရတယ်ပေါ့ဒီ opening မှာလည်းနည်းနည်းမသိမသာလည်းရဒီနှမ်းစီလိုမျိုးပေါ့နှမ်းစီအနက်မျိုးရနေမျိုးတော့မဟုတ်ဘူးသူကနှမ်းအနံ့ဟိုမှာသူကဆိုတော့ပြောရတဲ့ဒီ iris pan နဲ့နေဒီ vanilla အချိုအနံ့နေပြီးရင်ဒီ lavender တွေပြီးရင် geranium တွေဆိုတော့ geranium ဆိုလို့အဲ့ geranium နဲ့ဒီ oris နဲ့ပြီးရင်ဒီ vanilla နဲ့ပေါင်းထားတဲ့ combo ကတခြားရီမွေးမှာတော်တော်လေးရှားတယ်ဆိုတော့ဒီရီမွေးမှာတွားပြီးတော့တွေ့ရတယ်အဲ့လိုမျိုး note တွေ combo ပေါင်းထားတာဆိုတော့တော်တော်လေး smooth ဖြစ်တယ်ယောက်ျားလေးရောမိန်းကလေးရောသုံးလို့ရတယ်လို့မြင်မိရယ်တေချာဖို့သုံးလို့ရတယ်မိန်းကလေးလည်းဒီလိုမျိုးအနံ့တော့ forman ဆိုပေမဲ့တော်တော်လေးမိုက်တယ်တော့ versatile လည်းဖြစ်တယ်နေရင်လည်းဆွလို့ကောင်းတယ် signature set အနေနဲ့လည်းသုံးလို့ရတယ်သူ recommend ပေးထားတာတော့ကျွန်တော်ဒီ sound ဒီမှာတိတ်ဆွလို့မဟုတ် sorry sound ဒီမှာဆွလို့ကောင်းတယ်နွေဒီမှာတိတ်ပြီးတော့ဆွလို့မကောင်းဘူးဆိုပေမဲ့ဒီကောင်ကနွေဒီမှာလည်းဆွလို့ကောင်းတဲ့ရီမွေးလို့မြင်မိရဗျာဒီကောင်နည်းနည်းလေးပဲဖြန်းသွားပါလေဒါ signature set သုံးလို့ဆွဲပြီးတော့သုံးလို့ကောင်းတဲ့ရီမွေးဗျာဆိုတော့ plane ကလည်းတော်တော်လေးလှတယ်ဘာမှအပြစ်ပြောစရာမရှိရရီမွေးဗျာဒီကောင်ကကျွန်တော်ဝယ်လာတာ16သိန်းဝန်းကျင်ဗျ15သိန်း16သိန်းဝန်းကျင်ဖြစ်မယ်ဗျဒီကောင်ကကျွန်တော်ဝယ်လာဆိုတော့တော်တော်လေးမိုက်တယ်တခြား portrait collection ထဲမှာကျွန်တော်ဒီနာမည်ကြီးရဲ့ဒီ Lord George တို့ The Duke တို့ William တို့တခြားအများကြီးရှိရယ်ဆိုတော့အဲ့ဒီမှာကျွန်တော်ဒီကောင်ကိုရွေးပြီးတော့ဝယ်လာဗျသူ့ရဲ့ဒီပလင်းထိရောက်တယ်သူ့ရဲ့ဒီ cap ကသူ့ရဲ့နှမောင်းကတော်တော်လေးမိုက်တယ်တော်တော်လေးမိုက်တယ်တော်တော်လေးကျင်းနေတယ်ဗျဒီကောင်ဝယ်ရတာဆိုတော့ဒါပါပဲနောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်